ကဲဆွေတော်မျိုးတော်များအားလုံးမင်္ဂလာပါနော်လောကပါလာမောင်မောင်ရဲ့ဆွေတော်မျိုးတော်များကဲကျွန်တော်တင်နေကြလိုင်းလေးကတင်ပေးမယ်အရင်ဘက်ကတော့ကျွန်တော်လိုင်းပေါ်မတက်ဖြစ်လိုက်ဘူးဗျာနော်လိုင်းမကောင်းတာရောကျွန်တော်ဘိုက်ပါတွေကလည်းပြက်နေတာရောနော်အားလုံးကျွန်တော်2ပတ်လောက်ရှိပြီလိုင်းပေါ်မတက်ဖြစ်တာပေါ့နော်ဒီအချိန်တော့ကျွန်တော်စောတက်ပေးလိုက်တယ်နော်ဘာကြောင့်လဲဆိုတချို့မျောနေကြတဲ့လူတွေဆရာတော့ဘာဖြစ်လို့မပေးတာတော့နော်စသဖြင့်အဲ့လိုလူတွေများနေတဲ့အတွက်အမှန်တော့ line မကောင်းလို့ကျွန်တော် Viber လည်းကြောင်သွားလို့နော်အဲ့ဒါကြောင့်ပါကဲကိုကြောင်နဲ့3လုံးပေါင်းချင်း4ပဲတဲ့နော်ကိုကြောင်3လုံးပေါင်းချင်း4တလို့နဲ့အောက်မှာလည်း2ကြောင်နဲ့သူ့ပါဝါ3လုံးပေါင်းချင်းခွင်မှာပဲတဲ့2ကဲခွင်ရ8ကဲ3လုံးပေါင်းလိုက်ရင်ခွင်ရပါတယ်နော်ဒါကြောင့်2ပါဝါ3လုံးပေါင်းခွင်မဲ့ဒါထိပ်စီးကိုကျွန်တော်ရှာပေးနေတာနော်4ကစီကနေနော်ထိပ်စီးကိုရှာပေးနေတဲ့6ပါဝါတဲ့3လုံးပေါင်းချင်း1ပါမယ်တဲ့8က8ရယ်9ရယ်ပေါင်းလိုက်ရင်3လုံးပေါင်းချင်း1ပါတဲ့နော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့9ပါဝါဒီအချိန်မှာ3ညဖြစ်ဖို့ဆိုရင်တဲ့3ရယ်6ကဖြစ်တဲ့အတွက်10ဖြစ်ဖို့ဆိုရင်နော်ကျွန်တော်တို့1ထိပ်ထဲမှာသာလျင်9ပါဝါ3ညဖြစ်ပါမယ်တဲ့ဒါကြောင့်1ထိပ်ပါတဲ့ဒါကြောင့်ဒီအချိန်ကိုကျွန်တော်1ထိပ်ကစားမယ်ဒါကြောင့်1ထိပ်ဒီ site တွေကိုကျွန်တော်နီးပေါင်းစုံနဲ့ချုပ်ပြင်မယ်နော်ဒါကျွန်တော်ပထမဆုံးထိပ်စီးကိုကျွန်တော်ဒီလိုခေါ်ထိပ်စီးရတာနဲ့အလဲတွဲရတဲ့နီးလေးကျွန်တော်ပြပေးမယ်9ရယ်6ရယ်8ရယ်တဲ့ဒါထိပ်စီးရလို့ကျွန်တော်တို့3လုံးပေါင်းလိုက်ရင်3ပါတဲ့နော်9 6 8ပေါင်းလိုက်ရင်3ရတယ်အဲ့3ရယ်သူ့ရဲ့ပါဝါကခါတိုင်း9နဲ့9နဲ့ပေါင်းရင်8တဲ့ဒါထိပ်စီးရလို့နော်ခါကိုတခါလေးရတဲ့လမ်းစဉ်ဒါကြောင့်ထိပ်စီးကကိုကတခြားထိပ်စီးရတယ်ဆိုခါကလည်းတခြားကဏ္ဍဖြစ်သွားမှာပဲနော်ခုကျွန်တော်ရှာပေးတဲ့လမ်းစဉ်ခု2 5ခွင်3လုံးပေါင်းချင်း4ပါတဲ့4ကြောင်းနဲ့ခါနှလုံးပေါင်းချင်းက9ပါတဲ့4ပါဝါ9တဲ့နော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့6ကဲ3ရယ်8ရယ်ပေါင်းလိုက်ရင်3လုံးပေါင်းချင်းခွင်ပါတဲ့နော်3လုံးပေါင်းချင်းခွင်ဖြစ်တဲ့အတွက်ခါအထောင်နှလုံးပေါင်းချင်းက2ဖြစ်ရပါမယ်တဲ့သူ့ရဲ့ပါဝါ2ပါတယ်ဟောနော် site တွေကတော့၄ကတ် site တွေကတော့တော်တော်လှပါတယ်နော်ကျွန်တော်တို့ခု9ရယ်2ကဲ1ရယ်3လုံးပေါင်းချင်း8ပါတဲ့8ကြောင်းတဲ့3လုံးပေါင်းချင်း3ပါတဲ့3ဖြစ်ဖို့ဆိုရင်1ခါရယ်နောက်ထပ်ကကျွန်တော်တို့2ခါထက်မှာတော့3လုံးပေါင်းချင်း3ဖြစ်ပါမယ်နော်ဒါကြောင့်၄ကက်စီတွေဆရာတို့ကောင်းတဲ့နဲ့ဘာလို့မပေးတာတော့ဆိုကျွန်တော်တို့ကဒါအချိန်ခါဆောင်းအောင်မှာပဲပေးတာနဲ့ကျွန်တော်တို့ဒါဒါငွေရွှေကနန်းမယ်နော်ဒီကျွန်တော်တို့နှစ်ခါကလည်းသူ့ရဲ့တီးတန့်ကြတာမဟုတ်ဘူးနော်ပေါင်းချင်းကြောင့်လာတာမဟုတ်ဘူးတဲ့ခုနှလုံးပေါင်းချင်း10ကြောင်းနဲ့ခါ3လုံးထောင်ပေါင်းချင်းကလည်း4ပါတဲ့နောက်နှလုံးပေါင်းချင်း9ကြောင်းနဲ့ခါ3လုံးထောင်ပေါင်းချင်းကလည်း4ပါတဲ့နော်9ကြောင်း4တဲ့ပါဝါတွေရိုက်နေတာပေါ့နော်ခွင်နှစ်ဆိုတဲ့နောက်နှလုံးပေါင်းချင်း9ကြောင်ပဲတဲ့266တဲ့ခါ3လုံးထောင်ပေါင်းချင်းကလည်း4ပါပဲတဲ့ဒီမှာလည်းနောက်ပေါင်း9ပါပဲတဲ့9ကြောင်ခါ3လုံးထောင်ပေါင်းချင်း4ဖြစ်ဖို့ဆိုရင်2ခါပဲတဲ့နော်ဒါကျွန်တော်ကစုံးကြနေအောင်ခေါ်ပြတာနော်နှစ်ဆိုရင်လည်း2ကတီးတန်တစ်ခုတည်းကြတာမဟုတ်1ဆိုရင်လည်း1ကတီးတန်တစ်ခုတည်းကြတာမဟုတ်ကျွန်တော်တို့ထက်စီးလို့ခေါ်တာပေါ့နော်ဘယ်ပေါင်းစုံကနေထက်နေအောင်ကျွန်တော်တို့ကြနေတဲ့ကဏ္ဍတွေကိုမှဆွေတော်မျိုးတော်များကိုချပေးတာပါနော်ကဲဒါဆိုကျွန်တော်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့အပိတ်ကိုထပ်ပြမယ်ဘာလို့လဲဒီတိုင်းထပ်ပြလိုက်ရင်ရှုပ်ချက်ခတ်သွားတော့မှကာလာတွေနဲ့နော်ဒါတော့အရင်ဘက်ကဆွေတော်မျိုးတော်များလာမယူဖြစ်တဲ့လူများလာယူကြပါဘိုက်ပါလာယူလို့ရပါတယ်နော်ဘာကြောင့်လဲကျွန်တော်အရင်ဘက်ကဘိုက်ပါကြောင်သွားတဲ့အတွက်မပေးဖြစ်တာပါနော်ဖုန်းခေါ်တဲ့လူတွေကလည်းဘလို့မှအဆင်မပြေဘူးဖုန်းလိုင်းကနော်ခေါ်ကိုယ့်ဟာကိုခေါ်ရင်တော့ခေါ်ရင်လည်းစာရွက်နဲ့ဘောပင်လေးအရန်သိလှုပ်ထားကြနော် message ရပို့လို့အဆင်မပြေဘူးကျွန်တော် channel ရောက်နေတာဆိုတော့ကျွန်တော် channel မှာဖုန်းလိုင်းမကောင်းဘူးအဲ့ဒါကြောင့်နော်ဟုတ်ပြီခုနောက်ထပ်အပိတ်ကိုကျွန်တော်ပြပေးမယ်နော်ဆွေတော်မျိုးတော်များကိုဒါအတိုးချပေါ့နော်အရင်ဘက်ကမရလိုက်တဲ့အရင်ဘက်ကကျွန်တော်ထိုးကနန်းတွေမပေးဖြစ်တဲ့ဆွေတော်မျိုးတော်များတွေဒီဘက်ကိုကျွန်တော်ဒါလက်ဆောင်အနေနဲ့ share plan နဲ့ကျွန်တော်ပေးလိုက်ပါတယ်နော်69ခွင်ဆိုတဲ့3လုံးပေါင်းချင်းက2ပါတယ်2ကြောင်းနဲ့886ဆိုတဲ့3လုံးပေါင်းချင်း2ပါပြီတဲ့နော်ဒုဥစားအပိတ်ကိုကျွန်တော်ခေါ်ပြီးထိရတဲ့အတွက်အပိတ်ပါတွဲပြီးတော့
ကစားတဲ့လမ်းစဉ်ပေါ့နော်သုံးလုံးပေါင်းချင်း8ပါတဲ့1နဲ့5ဆိုတော့သုံးလုံးပေါင်းချင်း8ကြောင်းနဲ့ခွင်ရ6က9ရယ်ဆိုတော့သုံးလုံးပေါင်းချင်း8နဲ့ပြန်ဖြီးပါပြီနော်ကဲအပိတ်ကိုကျွန်တော်တို့ဘာအပိတ်လာမလဲဆိုတော့ထပ်ပြပေးမယ်နော်9ရယ်6က2ရယ်တဲ့သုံးလုံးပေါင်းချင်းခွင်ပါတဲ့သုံးလုံးပေါင်းချင်းခွင်ကြောင့်ကျွန်တော်တို့939ဆိုတဲ့သုံးလုံးပေါင်းချင်းခွင်ပါပြီနော်ဟုတ်ပြီခွင်2ချက်ပြီးတာနဲ့အောက်တပင်ကျော်မှာသုံးလုံးပေါင်းချင်း6ပါတဲ့နော်8ခွင်6စီနီယံကြီးပဲဗျနော်8ခွင်6 no အော်သုံးလုံးပေါင်းချင်းခွင်ကအောက်အပင်ယူရမှာ sorry နော်ဟိုသူဖြစ်စဉ်တူအရာကျွန်တော်တို့တပင်ချပြီးတော့အောက်863နဲ့ခွင်ရမှာကျွန်တော်939နဲ့သွားခွင်တာ863သုံးလုံးပေါင်းချင်းခွင်ပါပဲတဲ့နော်ဟုတ်ပြီဒီခါကျွန်တော်တို့သုံးလုံးပေါင်းချင်း6ကြောင်းနဲ့2ရဲ့တဲ့နော်ကဲခွင်ဖြစ်ဖို့ဆို6ဖြစ်ဖို့ဆိုရင်ခွ4ပေါ့ဗျာတိထိတ်နဲ့ဆိုတော့ကျွန်တော်တို့3အပိတ်ထဲမှာတာ3လုံးပေါင်းချင်း6ဖြစ်မယ်အဲဆိုတော့ကြတော့ရှေ့က1နှစ်အတွဲရဲ့3ပိတ်ကဲဆိုတော့အားလုံးဒီအပတ်အတွက် lucky ကနန်းကတော့1 2 3ဆိုတဲ့အောင်ပွဲကနန်းလေးပဲဖြစ်ပါတယ်နော်ဒီ1 2 3ကိုတော့တို့ဒီလမ်းစဉ်အတိုင်းလေးကိုဆွေတော်မျိုးကတခြားခဏန်းကြိုက်တယ်ဥမာနှစ်ကြိုက်တယ်ဆိုတာ2 3 4ဒီစီနီယံပဲသွားမှာဒီလမ်းစဉ်ကိုကြိုက်သလိုရှာစီနီယံပဲသွားမှာ2 3 4 3 4 5 4 5 6နော်5 6ခွင်းအဲ့လိုစီနီယံတွေပဲဒီမူကရမှာဖြစ်တဲ့အတွက်ကိုကထိပ်စီဥမာ6ရလိုက်တာနဲ့8ရကဏ္ဍတွေကိုခုကျွန်တော်ပြတဲ့လမ်းစဉ်တိုင်းရှာမယ်ဆိုရင်ဒီကဏ္ဍဟိုစီနီယံတွေပဲရမှာပဲအဲ့ထက်စီနီယံတွေကမှကျွန်တော်1 2 3ကိုအကြိုက်ဆုံးပဲနော်ဆွေတော်မျိုးတော်များကိုကဲကျွန်တော်တို့တရက်5လ2026မှာဖွင့်မဲ့နော် 3D အတွက်ဆွေတော်မျိုးတော်များကိုလောကပါလမောင်းကဲလက်ဆောင်ပေးလိုက်ပါတယ်ကျွန်တော်ပေးတဲ့ကဏ္ဍနဲ့ဆွေတော်မျိုးတော်များကျမ်းမာချမ်းသာလို့ဘာသာသာသနာအကျိုးကိုရွတ်ဆောင်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်ကဲထိုက်သူစံကဏ္ဍအနေနဲ့အဲ့1 2 3ပါပဲနော်ကျွန်တော်အားလုံး9ကွက်ပြီးတယ်အဲ့9ကွက်ကိုခုဒီ1 2 3လဲပါတာပေါ့9ကွက်ဆိုတော့ကျန်တဲ့6ကွက်ကျန်သေးတယ်အဲ့ဒါယူခြင်းရင်တော့ဘိုက်ပန်းလာယူကြပေါက်ရင်တော့2သိန်းပေးရမယ်နော်ထဲပေါက်ရင်မှ2သိန်းပေးရမှာနော်တွေ့ဆိုမပေးနဲ့အပေါက်ရင်2သိန်းပေးနိုင်ရင်တော့လာယူကြဘိုက်ပန်းနေဂရိတီဆိုတာပေးနိုင်ရင်ဆရာတော်ကျွန်တော်တို့ပေါက်ပေးယူခြင်းတယ်လို့အဲ့လိုစာလေးပဲရေးကျန်တဲ့ဟာတွေမရေးနဲ့ကျွန်တော်ပရာဟိတကြီးလှုပ်တာတွေကျွန်တော်မိခင်အိုကြီးလှုပ်ကြတာအဖအိုကြီးလှုပ်ကြတာတွေအဲ့ဒါတွေလည်းရေးမနေနဲ့နော်အဓိကကတော့ကျွန်တော်တို့ဟိုပေါက်ပေးယူခြင်းနဲ့ဗျာဆိုတဲ့စလုံးလေးပဲရေးပေးနော်ဒါကြောင့်ဟိုဖုန်းခေါ်ခြင်းတဲ့လူများကျွန်တော်ဖုန်းလိုက်မကောင်းဘူးခေါ်ခြင်းလဲခေါ်ရင်လဲစာရွက်နဲ့ဘောပင်အရန်သိလှုပ်တာကျွန်တော်ဒီဘက်ကနေပါဇက်ကပြောပေးမယ်ကျွန်တော် message ပို့ပေးလို့မဖြစ်ဘူးနော် line မကောင်းတော့ကြတာအခုတလုံးပို့တောက်လျှောက်ဟိုအဆင်မပြေဘူးနော်ဒါကြောင့် Viber တောင်ကျွန်တော်ကကောင်း line ကောင်းတဲ့နေရာလေးသွားပို့ပေးနေရတာနော်ဆွေတော်မျိုးတော်များကိုဒါကြောင့်အရင်ပတ်တော့ကViber မှာနော်မပေးပြတဲ့လူတွေဆရာတော်ကတချို့ကလည်းဆရာတော်ကဘာကြောင့်မပေးတာတော့ကျွန်တော်တို့ကဘာဖြစ်လို့လဲညာဖြစ်ဘာမှမဟုတ်ဘူးကျွန်တော် Viber မကောင်းလို့နော်အခုပတ်မှာ Viber ကိုကျွန်တော်ပြန်ပြင်ထားရတာအဲ့ဒါကြောင့်မို့လို့နော် Viber ကနေလာယူကြပါအားလုံး9ကွက်ပေးတယ်ပေါက်ရင်တော့2သိန်းပေးရမယ်နော်ဂရီတီသွားပေးနေမှာလာယူအဲ့ဒါမပေးချင်ဘူးဆိုခု1 2 3တာထိုးကဲအားလုံးထိုက်သူစံကြဈေးသတိဗျ